ပထမဆုံး level 1အနေနဲ့က online နဲ့ခဏဦးစရင်သွင်းရတဲ့အဆင့်ပေါ့ မှန်ပါတယ်အဲ့ဒါကပထမဆုံးခြေလှမ်းပဲ ။ကြီးညာချက်မှာ April 22ရက်နေ့ကနေမေလ23ရက်နေ့ညနေ3နာရီတိတိပဲ Google Form ကနေတစ်ဆင့်စရင်သွင်းရမယ်လို့ဆိုထားတယ်လေ။ပိတ်ရက်မရှိဘူး။အချိန်ကညနေ3နာရီတိတိပဲရှင်။ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီ Google Form ဆိုတာသိရှုပ်ထွေးတဲ့အရာတော့မဟုတ်ဘူးခင်ဗျာဟုတ်တယ်လေနာမည်တို့ email တို့ phone number လောက်ပဲတောင်းတာမလားရှင်အဲ့မှာကျွန်မစဉ်းစားကြည့်တာကဒီ Google Form လေးကိုအချိန်မီမသွင်းနိုင်ရင်နောက်တစ်ဆင့်ဖြစ်တဲ့စာရွက်စာတမ်းတင်တဲ့အချိန်မှာလုံးဝကိုလက်မခံဘူးလို့ပြပြသားသားပြောထားတယ်ဒါကနည်းနည်းလေးများလို့မနေဘူးလားဟုတ်ကဲ့တာမန်အမြင့်နဲ့ကြည့်ရင်တော့စီကံအရင်တင်းကျပ်တယ်လို့ထင်เสียရှိပါတယ်ဟုတ်တယ်လေကိုကအင်တာနက်ပြတ်သွားတာမျိုးတို့ဟိုမမျိုးလွန်းထားတဲ့အခက်အခဲတွေရှိနိုင်တော့ပဲလေအဲ့ဒီလိုစဉ်းစားလို့ရပေမဲ့ဂျပန်ရဲ့စီမံအုပ်ချုပ်မှုယန္တရားနဲ့ပညာရေးစနစ်ကိုလေ့လာကြည့်ရင်ဒီလုပ်ရဲ့နောက်ွယ်ကယွတ်တီကိုတွေ့ရပါလိမ့်မယ်။အော်ဘယ်လိုမျိုးလဲရှင်။ဒီ Google Form အဆင့်ဆိုတာတရင်အချက်လက်ကောက်ယူဖို့တတ်မဟုတ်ပါဘူးခင်ဗျာ။ဒါဟာကိုယ့်ရဲ့တာဝန်ယူမှုနဲ့အချိန်စီမံခန့်ခွဲမှုကိုတိုင်းတာတဲ့ပထမဆုံးစမ်းသပ်ချက်ပါ။အခုဆိုရင် April 20နဲ့မေလ23ရက်ဆိုတာရက်ပေါင်း20ကျော်လောက်အချိန်ပေးတာဖြစ်ပါတယ်။ဟုတ်တယ်နော်20ကျော်လောက်ပဲဟုတ်ပါတယ်အင်တာနက်ပြတ်တာမြေပြတ်တာရှိနိုင်ပေမဲ့20လုံးဘာမှလုံးမရအောင်ဖြစ်နေတယ်ဆိုတာကတော့တိတ်ရုပ်တိမတန်ပါဘူးခင်ဗျာအကယ်၍ရှောက်ထားသူတယောက်မှာရက်ပေါင်း20ချိန်ရတဲ့ရိုးရှင်းတဲ့ဖောင်လေးတစ်ခုကိုတောင်နောက်ဆုံးမိနစ်အထိဆွဲထားပြီးမှအခက်ခဲကြုံရတယ်ဆိုရင်ပေါ့သူကအချိန်မစီမံတက်ဘူးလို့ယူဆမှာပေါ့မှန်ပါတယ်အဲ့ဒီလူဟာတင်းကျပ်တဲ့ဂျပန်တက္ကသိုလ်ရဲ့သူတေသနာအချိန်စရာတွေကိုတော့လိုက်နိုင်ပါမလားဆိုတာတမ်းပြီးမိခုံးထုတ်စရာဖြစ်လာပါပြီအော်ရှင်းသွားပြီရှင်ဆိုလိုရာကဒီအဆင့်ဟာကိုကအလုပ်တစ်ခုကိုကြိုတင်စီစဉ်တက်သူဟုတ်မဟုတ်ဆိုတာကိုအရင်ဆုံးစစ်ဆေးလိုက်တာပေါ့အတိအကျပါပဲဒါပေမဲ့ဒီလိုတွေးကြည့်ရအောင်ရှင်တစုံတယောက်ကဒီ online စာရင်းတွင်းရမယ့်ချက်ကိုမေ့သွားတယ်ပေါ့ပြီးတော့မေလ14နေ့ကိုရောက်တော့မှစာရွက်စာတမ်းဒီအပြည့်စုံနဲ့ရုံးကိုတိုက်ရိုက်သွားတင်မယ်ဆိုပါဆိုရှင်တကယ်လို့သူရဲ့စာရွက်စာတမ်းတွေကိုကြည့်လိုက်ရင်သူဟာတကယ်တကယ်ရှားပါတဲ့ရေးချင်းရှိသူတယောက်ခင်နေမယ်ဆိုရင်တော့ဟုတ်ကဲ့သူတို့အတွက်ကစနစ်ဆိုတာလူတဦးချင်းစီရဲ့အရေးချင်းထပ်ပို့ပြီးတော့အရေးကြီးတယ်ပေါ့စနစ်ကပိုအရေးကြီးတယ်ပေါ့ဟုတ်ပါတယ်ချွေးချက်တစ်ခုကိုခွင့်ပြုလိုက်တာနဲ့စနစ်ကြီးတစ်ခုလုံးရဲ့တရားမျှတမှုကပျက်စီးသွားပြီလို့တို့ခံယူထားကြတယ်ဒီလူကအရေးချင်းရှိလို့လက်ခံလိုက်တဲ့ဆိုရင်အလားတူနောက်ကျတဲ့အခြားလူတွေကိုရောဘာကြောင့်လက်မခံရမှာလဲဆိုတဲ့ပြဿနာတက်လာပါမယ်ဟုတ်တယ်နော်တရားမျှတမှုမရှိဘူးဖြစ်သွားမယ်အမှန်ပါပဲဒါကြောင့်စီမင်းဆိုတာအားလုံးအတွက်တူညီရပါမယ်အစောပိုင်းကပြောခဲ့သလိုပါပဲတတ်မှတ်ချက်အတွင်းစည်ရင်မတွင်နိုင်